အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဝန်ထမ်းတွေအားလုံးအတွက်အများကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုရှင်းပြပေးခြင်းပါတယ်အဲ့ဒါကတော့ကုမ္ပဏီရဲ့ခွင့်ယူရင်းဆိုင်ရာမူဝါဒတွေပါပဲအထူးသဖြင့်ဝန်ထမ်းလက်ဆွဲစာအုပ်အခန်းကားထဲမှာပါတဲ့အချက်တွေကိုအသေးစိတ်ပြန်လည်လေ့လာကြည့်ကြရအောင် ကဲအလုတာပါမယ်တခါတလေတော့ခွင့်ယူဖို့လိုအပ်လာတာမျိုးတွေရှိတတ်ကြတာပဲလေနော်အရေးကြီးကိစ္စပေါ်လာလို့ပဲဖြစ်ဒါမှမဟုတ်နေထိုင်မကောင်းလို့ပဲဖြစ်ပေါ့ဒါပေမဲ့အဲ့လိုခွင့်ယူလို့မယ်ဆိုရင်ဘယ်လိုနည်းလားအတိုင်းလှုပ်ဆောင်ရမလဲဆိုတာကတော့တကယ်ကိုအရေးကြီးပါတယ် အရင်ကြီးဆုံးကဘာလဲဆိုတော့ကိုယူလိုက်တဲ့ခွင့်ကကိုယ့်ရဲ့လစာရောအလို့အကိုက်အခွင့်လန်းကိုပါမထိခိုက်စေဖို့ပါပဲအဲ့ဒီတော့စီမင်းစည်းကမ်းတွေကိုတေးသေးချာချာတိထားဖို့လိုပါတယ်ဒီစီမင်းတွေကိုတိထားခြင်းကဘယ်လောက်တောင်အရေးပါလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင် ဟုတ်ပြီဒီနေ့မှာတော့အကြီးကားအားဖြင့်အချက်6ချက်ကိုဆွေးနွေးသွားမှာပါပထမဆုံးခွင့်စည်းမျဉ်းတွေကဘာလို့ဒီလောက်အရေးကြီးရတာလဲပြီးတော့နာမကျန်ခွင့်နဲ့ကိုရီကိုရာခွင့်ကဘလို့တွေကွာခြားလဲခွင့်တိုင်းမင်းဆိုရင်ဘလို့နီလန်းကအမှန်ကန်ဆုံးလဲခွင့်ပြုချက်မရှိဘဲအလို့ပြက်ကွက်တဲ့ဆိုတာဘာကိုပြောတာလဲအဲ့ဒီလိုဖြစ်လာရင်ဘလို့အရေးယူအပြစ်ပေးမှုတွေရှိနိုင်မလဲနောက်ဆုံးအနေနဲ့ခွင့်မယူခင်မှာသတိထားစစ်ဆေးရမယ့်အချက်လေးတွေပေါ့ဒီအချက်တွေအားလုံးကိုတစ်ခုချင်းစီရှင်းရှင်းလင်းလင်းပြည့်ထွားအောင်ပြုပြပေးသွားမှာပါမယ်ပထမဆုံးနေတဲ့ဒီစီမင်းတွေအကြောင်းပြောရတဲ့အခါမှာဒါတွေကဝန်ထမ်းတွေကိုဒုက္ခပေးဖို့အခက်အခဲဖြစ်စေဖို့လှုပ်ထားတာလုံးဝမဟုတ်ဘူးဆိုတာကိုအရင်ဆုံးနားလည်ထားစေချင်ပါတယ်တကယ်တော့ဒါတွေဟာကုမ္ပဏီအတွက်ရောဝန်ထမ်းတွေအားလုံးအတွက်ပါမြတာရဲ့စနစ်တစ်ခုဖြစ်အောင်အပြန်အလှန်အကာအကွယ်ပေးနိုင်အောင်ရည်ဆွဲထားတာဖြစ်ပါတယ်ဆိုတော့ဒီလူထုံးလုံးနည်းတွေကိုတေးသေးကြကြနားလည်ပြီးလိုက်နာလိုက်တဲ့အခါဘာအကျိုးကျေးဇူးတွေရလာမလဲအဲ့ဒီကဂျုံဆုံးကတော့ကိုရတင်ရထိုက်တဲ့လာစာတွေခံစား권တွေကိုအပြည့်အဝအတိအကျရရှိစေမှာပါပဲဒါကိုကျအရေးကြီးဆုံးအချက်ပဲလေဟုတ်ပြီဒါဆိုရင်ခွင့်မျိုးအစတဲ့အရှောင်းကိုဆက်ကြည့်ရအောင်အထက်ကအားဖြင့်ခွင့်မျိုးအစ2မျိုးရှိပါတယ်နာမချမ်းခွင့်နဲ့ကိုရေးကိုရာခွင့်ပေါ့ဒီတစ်ခုကနာမည်တွေမတူတာမဟုတ်ပဲလိုက်နာရမယ့်စီမင်းတွေပါခွာခြားတဲ့အတွက်သူတို့ရဲ့ခြားနာချက်ကိုတီးထားမှုကပထမဆုံးခြေလှမ်းပါပဲကဲဒီဇာတ်လေးကိုကြည့်လိုက်ရင်ခြားနာခြင်းတွေကိုရှင်းရှင်းလင်းလင်းမြင်ရပါပြီဘယ်ဘက်ကနာမချမ်းခွင့်ညာဘက်ကကိုရေးကိုရာခွင့်ပါနာမချမ်းခွင့်ကတော့ဖျားတာနာတာကြံရတာတွေတို့ပေါ့ကိုရေးကိုတာခွင့်ကတော့အရေးပေါ်ကိုရေးကိုတာကိစ္စတွေတို့ပါအကြောင်းကြားရမယ်ချင်းလည်းမတူပါဘူးနာမချမ်းခွင့်ကဖြစ်နိုင်တဲ့လောက်အများဆုံးကြောင်းကြားရပြီးကိုရေးကိုတာခွင့်ကတော့အနည်းဆုံးတည့်ရကျူတင်ကြောင်းကြားရပါမယ်အထောက်ထားညင်တွေကတော့နေမကောင်းရင်ဆရာပင်ထောက်ခံစာဆေးပြေစာဒါမှမဟုတ်ဆေးဝါးတက်ပုံလိုမျိုးလိုအပ်နိုင်ပြီးကိုရေးကိုတာခွင့်တွေကတော့သက်ဆိုင်ရာစာရွက်စာတမ်းတွေလိုပါလိမ့်မယ်လက်ဆံနဲ့ခန်းစားခွင့်ပိုင်းမှာလည်းနာမကျန်းခွင့်ကစန့်ခန့်ကာလပြတာနဲ့တစ်နှစ်ကိုရက်30ကြည့်ရနိုင်ပြီးကိုရေးကိုရာခွင့်ကတော့အလုံးသက်တမ်းတစ်နှစ်ပြည့်ပြီးမှတတ်မှတ်ထားတဲ့ရက်အတိုင်းရရှိမှာဖြစ်ပါလေဟုတ်ပြီဒါဆိုရင်အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ကုမ္ပဏီကိုခွင့်တိုင်ကြတဲ့အခါမှာလိုက်နိုင်ရမယ့်အဆင့်တိကျတွေမှဖြစ်ပါတယ်ဒီအဆင့်တွေကအရန်ကိုအရေးကြီးပါတယ်ဒီမှာအဆင့်၄ဆင့်ရှိပါတယ်ဒါတွေကိုတစ်ခုမကျန်လိုက်နာဖို့လိုပါတယ်အဆင့်1ကတော့အချိန်မီအကြောင်းကြားဖို့ပါခွင့်ယူမဲ့နေ့မနေ့9ငယ်စဉ်နဲ့9နာရီကြားမှာကုမ္ပဏီကိုအတိပေးရမယ်။အဆင့်2ကတော့မှန်ကန်တဲ့လမ်းကြောင်းကနေဆက်သွယ်ဖို့ပါ။ကိုယ့်ရဲ့ထက်လူကြီးဒါမှမဟုတ် HR ဌာနကို direct ဆက်သွယ်ရမှာပါ။အဆင့်3ကတော့ခွင့်ပြုချက်ရယူဖို့ပါ။ခွင့်တိုင်လိုက်အောင်လည်းပြီးမသွားပါဘူးခွင့်ပြုချက်ရမှသာအတိဖြစ်မှာပါ။နောက်ဆုံးအဆင့်4ကတော့အထောက်ထားတင်ပြဖို့ပါ။အလုပ်ပြန်ဆင်းပြီးနေ့ရက်အတွင်းမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကိုတင်ပြရမှာပါ။ဒီအဆင့်အားလုံးပြည့်စုံမှသာခွင့်ကတရားဝင်ဖြစ်တယ်လို့သတ်မှတ်မှာပါဒီအချက်ကိုတော့အထူးသတိပြုစေချင်ပါတယ်ဒါကဝန်ထမ်းလက်ဆွဲစာအုပ်စာမျက်နှာ20နှစ်မှာပါတဲ့အချက်ပါပဲမနက်9နာရီနောက်ပိုင်းမှာအကြောင်းကြားပြီးဆရာဝန်ထောက်ခံစာလည်းမရှိဘူးဆိုရင်အဲ့ဒီပြက်ကွက်မှုကိုခွင့်ပြုချက်မရှိဘဲပြက်ကွက်ခြင်းဖြစ်သတ်မှတ်သွားမှာပါဒါကြောင့်မနက်ပိုင်းအကြောင်းကြားရမယ့်အချိန်ကအရန်ကိုအရေးကြီးပါတယ်ကဲဒါဆိုဘယ်ကိုဆက်သွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လဲစိတ်ပူစရာမလိုပါဘူးဒီမှာတရားဝင်ဆက်သွယ်လို့ရမယ့်လမ်းကြောင်းတွေကိုအတိအကျဖော်ပြပေးထားပါတယ်ဖုန်းနံပါတ်တွေ line ID နဲ့ email လိပ်စာတွေအကုန်ရှိတဲ့အတွက်ဆက်သွယ်ရမယ့်သူကိုရှာမတွေ့တာမျိုးရှုပ်ထွေးတာမျိုးလုံးဝမခေတော့ပါဘူးဟုတ်ပြီအခုကျတော့ခွင့်ပြုချက်မရှိဘဲပြက်ကွက်ချင်ဒါမှမဟုတ်ထိုင်လို့ခတ်ကန်ဆိုတာကိုကုမ္ပဏီကဘယ်လိုအခြေအနေမျိုးမှာတတ်မှတ်လဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ဒါကအရေးကြီးတဲ့အပိုင်းတစ်ခုပါပဲခွင့်ပြုချက်မရှိဘဲပြက်ကွက်မှုခံငါလို့သတ်မှတ်ခံရနိုင်တဲ့အဓိကချက်3ချက်ရှိပါတယ်။နံပါတ်1ကတော့ခွင့်တိုင်ထားပေမဲ့ခွင့်ပြုချက်မရသေးပေအလုပ်ပြက်ကွက်တာပါ။နံပါတ်2ကတော့အလုပ်ပြန်ဆင်းပြီးနေ့ရက်ကျော်သွားမှခွင့်တိုင်စာတင်တာပါ။ပြီးတော့နံပါတ်3ကတော့ခွင့်အတွက်တင်ပြတဲ့အထောက်ထားကအတူရောက်ဒါမှမဟုတ်မားရွေးနေတယ်ဆိုတာသိရှိရတာမျိုးပေါ့။ဒီချက်ထူးချက်တဲ့ကတခုခုနဲ့ငြီးစွန်းထားပြီဆိုရင်တော့အကျိုးဆက်တွေကတခါလေးပြင်းထန်လာနိုင်ပါတယ်။အထစ်သဖြင့်
စမ်းခန့်ကာလအပြင်မှာရှိနေတဲ့ဝန်ထမ်းတွေအတွက်တော့ဒီအချက်ကအရန်ကိုအရေးကြီးပါတယ်စမ်းခန့်ကာလအတွင်းမှာခွင့်ပြုချက်မရှိဘဲပြက်ကွက်မှုတစ်ချိန်အလောက်ရှိခဲ့မယ်ဆိုရင်အလောက်ကနေချက်ချင်းရက်စက်ခံရနိုင်တဲ့အထိဖြစ်တော်နိုင်ပါတယ်ဒါကြောင့်အရန်တတိထားဖို့လိုအပ်ပါတယ် ကဲဒါဆိုရင်ခွင့်ပြုချက်မရှိပဲပြက်ကွက်မှုတွေအချိန်ချင်းဖြစ်လာတဲ့အခါဘာတွေဆက်ဖြစ်လာမလဲတခါဖြစ်ကနေတခါကျိုးဆက်ဖြစ်ကပေါ်ပြီးတော့ကြီးမားလာမှာပါဘလို့အဆင့်ဆင့်တိုးလွှားမလဲဆိုတာကြည့်လိုက်ရအောင် ခွင့်ပြုချက်မရှိဘဲပြက်ကွက်မှုနှစ်ကြိမ်ထိလာပြီဆိုလာနဲ့စီကန်ထိန်သိမ်းရေးလုပ်ငန်းစဉ်ကစပါပြီအဲ့ဒီအခါမှာတရားဝင်စာနဲ့ရေးသားထားတဲ့တတိပေးစာကိုလက်ခံရရှိမှဖြစ်ပါတယ်ဒါကပထမဆုံးအရေးယူမှုအဆင့်ပါပဲ အခြေအနေကပိုပြီးတော့ဆိုးရွားလာပါပြီတတိယအကြိမ်မြောက်ပြက်ကွက်မှုအတွက်ကတော့လစာမဲ့အလောက်ကနေယာရက်ဆိုင်ချင်းပြတံကိုခံရမှာပါရက်ဆိုင်ခံရမယ့်ရက်က3ရက်ကနေ6ရက်အထိဖြစ်နိုင်ပါလေဒါကငွေရေးကြေးရေးအညာတားရိုက်ထိခိုက်လာတာဖြစ်လို့တော်တော်လေးကိုပြင်းထန်တဲ့အရေးယူမှုပါ နောက်ဆုံးအဆင့်ကတော့အပြင်းထန်ဆုံးမှာပဲ၄ချိန်မြောက်ခွင့်ပြုချက်မရှိဘဲပြက်ခွက်ပြီဆိုရင်တော့နှစ်နာကြီးတပြားတစ်ချက်မှမရဘဲအလုတ်ကနေရက်စဲခံရတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒါကတော့နောက်ဆုံးအဆင့်အရေးယူမှုပါပဲ ဒီဇာတ်လေးကအရေးယူမှုအဆင့်ဆင့်ကိုအနစ်ချုပ်ပြင်ပြောထားတာပါပထမအကြိမ်ဆိုရင်တော့မှတ်တမ်းတင်ရုံပါပဲဒါပေမဲ့ဒုတိယအကြိမ်မှာမှတ်တမ်းတင်မဲ့အပြင်စာနေပါသတိပေးပါပြီတတိယအကြိမ်မှာတော့လက်စမဲ့ယာယီအလုပ်ရက်ဆိုင်ခိုင်းရမယ်နောက်ဆုံးဆက်တုထအကြိမ်မှာတော့အလုပ်ကနေရက်စဲဖို့အထိတုံးသက်ခံရမှာပါဒီလိုအဆင့်ဆင့်တုံးမြင့်မှာတဲ့အရေးယူမှုတွေကိုကြည့်ချင်းအားဖြင့်စီးမြင့်တွေကိုလိုက်နာဖို့ဘယ်လောက်အရေးကြီးလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် ကဲအခုပြောခဲ့တာတွေအားလုံးကိုပြန်ပြီးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ခွင့်မယူခင်တိုင်းမှာကိုပြန်စစ်ဆေးချနိုင်ဖို့အဓိကချက်လေးတွေကိုစိတ်ရင်းတစ်ခုအနေနဲ့ပြန်ဖော်ပြပေးပါမယ် အဓိကအချင်းလှုပ်ဆောင်ရမယ့်အချက်နဲ့ရှောင်ကျဉ်ရမယ့်အချက်ဒီပေါ့လှုပ်ဆောင်ရမှာတွေကတော့အထက်လူကြီးဒါမှမဟုတ် HR ကိုအကြောင်းကြားပါမနေ့9နာရီ20နဲ့9နာရီကြာမှပဲအကြောင်းကြားပါခွင့်မယူခင်မှာခွင့်ပြုချက်ကိုတေချာပေါက်ရယူပါပြီးတော့အလုပ်ပြန်ဆင်းပြီးနေ့ရက်အတွင်းခွင့်တိုင်စာနဲ့အထောက်အထားကိုတင်ပြပါရှောင်ရမှာတွေကတော့စားတဆောင်ပို့လိုက်ရုံနဲ့ခွင့်ပြုချက်ရပြီလို့ကိုယ့်ဘာသာကိုမယူဆလိုက်ပါနဲ့နောက်ပြီးအရေးကြီးတဲ့အထောက်အထားတွေဥပမာဆရာဝန်ထောက်ခံစာလိုမျိုးတွေတင်ဖို့လုံးဝမမေ့ပါနဲ့ဒီချက်လေးတွေကိုလိုက်နာရုံနဲ့ခွင့်ယူတဲ့ကိစ္စတိုင်းအဆင်ပြေသွားမှာပါအဆုံးသက်အနေနဲ့ပြောချင်တာကတော့ခွင့်ယူဖို့လိုအပ်လာတဲ့အခါတိုင်းမှာကိုဒီမိကုံးလေးကိုမြင်ရပြန်မေးကြည့်ဖို့ပါပဲ9ရက်ခွင့်တောင်းဆိုမှုကကိုယ့်ရဲ့အလုပ်ကိုင်တဲ့လစာကိုကောက်ွယ်ဖို့အတွက်ပြည်စုံရဲလားမှန်ကန်ရဲလားပြီးတော့ခွင့်ပြုချက်ရောရပြီလားဆိုတာကိုပေါ့ဒီလိုကိုယ်တိုင်တာဝန်ယူမှုရှိခြင်းကသာကိုယ့်ရဲ့အလုပ်ကိုင်တဲ့ရပိုင်ခွင့်တွေကိုကောက်ွယ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်